မင်္ဂလာပါမတီဆိုင်အဲ့တင်တဲ့ကနေကျူဆိုပါတယ်ဒီတစ်ခေါက်ဖြောပြမှာကဆိုတာဖြောပြမှာเนาะဆိုတာ series ပေါ့เนาะအဲ့ဒီဆိုင်တွေမှာတွားတဲ့ခါကျရင်ဆိုတာ series ဆိုပြီးခေါင်းစဉ်တစ်ခုတွေ့မယ်အဲ့ဒီအောင်မှာရရတာတွေ꿰သွားမှာပေါ့เนาะ strawberry lychee raspberry blue lemon ပေါ့တောင်ရတဲ့ဟာတွေသူထပ်ထည့်လို့ရတယ်ပင်မဲ့စပစ် blueberry kiwi ပေါ့เนาะအဲ့လိုမျိုးတွေထပ်ထည့်လို့ရတယ်အဲ့ဒါကတော့ solar series ပေါ့နော်အခုဖြောပြမယ် solar series သူကလည်းကြိုက်တဲ့အရာသာဖြောလို့ရတယ်ကြိုက်တဲ့အရာသာကို solar နဲ့ဆက်လို့ရတယ်အခုကျွန်တော်ကတော့ဒီအပြာရောင်လေးပေါ့နော်တရောင်နဲ့ဆိုတော့ဒီအပြာရောင်လေးလှတဲ့အရောင်လေးဖြောပြမယ် okay solar က solar ဆိုတော့ solar ဒီလိုဘူးလို့တယ်သူကရှေ့မှာဖြောခဲ့တဲ့ juice နဲ့ဖြောနေရတူတယ် juice ကဒီရေသုံးတာပေါ့နော်ရေတန်းနဲ့ဖြောတယ်ဒီဆိုတာမှာကျတော့ဒီလိုမျိုး pop ဆိုတာဖြစ်ဖြစ် air ဆိုတာဖြစ်ဖြစ်သုံးလို့ရတယ်ဒီဆိုတာရင်းနဲ့ဆက်မှာပေါ့နော်ရေတန်းမဟုတ်ဘဲနဲ့ဆိုတာရင်းနဲ့ဆက်မှာဖြစ်တယ်ဒီသုံးမဲ့ဆိုတာကိုရေခဲကြိုပြီးတော့စိန်ထားရမှာပေါ့နော်အဲ့ဒါမှတောက်တဲ့ခါကျရင်အေးရှာလေးဖြစ်မှာပေါ့ခုတော့ရေခဲပုံနဲ့လိုလေးထည့်ထားလိုက်မယ်โอเคသူကလည်းခုနကshape video က juice ဖြောသလိုပဲ40 ml ထည့်မယ်ဒီနေရာမှာတခြားအရာတွေအကုန်လုံးစားထုတ်ပြီးသုံးလို့ရတယ်ဖြော်လေးရတော့ဒီပုံစံအတိုင်းပဲပေါ့နော်โอเค40 ml ဒီ100 ml ခွက်လေးတွေသုံးမယ်100 ml ခွက်သုံးရင်သုံးမဟုတ်ရင်ဒီလိုမျိုးဖန်ချိန်ခွက်လေးတွေပေါ့နော်ဒါလေးက45 ml ပေါ့နော်ဒါလေးတွေလည်းသုံးလို့ရတယ်ကိုယ်စင်ပြတဲ့ချိန်ခွက်နဲ့သုံးပြီးရင်တန်ရာ10 ml ဒီလိုမျိုးဆိုရင်တော့လက်ကညှက်ရတာရောအားဆက်ရတာရောဆိုတော့မငြိမ်ဘူးပေါ့နော်ဒီလိုခွက်ပေါ်ဒီလိုလေးတင်လိုက်ဒီမှာပေါ်ညှက်ချလိုက်ဒါတန်မျိုးသီးဖြစ်ဖြစ်တန်မြာသီးဖြစ်ဖြစ်ပေါ့နော်တန်မြာသီးဆိုရင်တော့အနံလေးမှုရပါတန်မျိုးသီးဆိုရင်တော့အေးအဲ့ဒါပါတယ်ဈေးနည်းနည်းတက်တာမှာပေါ့နော်ဒါဒီလိုမျိုးတစ်ညက်ဆိုရပြီညက်ဆိုရ10 ml လောက်ပြီးတခြားရည်ဆိုလဲသူကကျွန်တော်တို့ဒီဖန်ကောက်ဘူးနဲ့တညက်ဆိုရင်ရပြီအချို့ကြိုက်ရင်တော့ပို့ထည့်ပေးလိုက်ပေါ့နော်အချို့ကြိုက်ရင်ပို့ထည့်ပြီးလို့ရတယ်โอเคအဲ့ဒါပြီးရင်ကျွန်တော်တို့ကရောင်းမဲ့ခွက်လေးဒါအခုဖြော်တဲ့ဟာတွေအချို့စားတွေအကုန်လုံးကျွန်တော်တို့900 ml ခွက်အတွက်ပဲပေါ့နော်900 ml ခွက်အတွက်ပဲဖြစ်တယ်ဒါကတော့ဘားစုံပေါ့နော်ငွေတဲ့ညမှာသုံးမယ်โอเคဒါလေးကိုခဏထားလိုက်ကျွန်တော်ကဒီထဲမှာ topping လေးဒါလေးထည့်လိုက်မှာเนาะ jelly လေးအရင်ဗီဒီယိုမှာလည်းပြထားတယ် topping လေးမထည့်လို့လည်းရတယ်ထည့်ပဲဆိုတော့လှလှလေးဖြစ်တာပေါ့โอเคဒါဆိုရပြီနေတော့လောက်အပြင်ဒီရေခဲရင်ထည့်လိုက်နော်ရေရင်ထည့်လိုက်မယ်ပြီးရင်ဒီထဲကိုဆိုတာလေးနဲ့ရောလိုက်အယောင်ဒီတိုင်းဆိုရှင်းနေမှာစိုးလို့နော်လိုလေးဒီ topping ကအပေါ်ကနေပြီးမှအပေါ်ကနေလောင်းထည့်လိုက်ရတယ်နော်အပေါ်ကနေဇွန်လေးနဲ့အပေါ်ကနေတင်းလိုက်လိုက်ရတယ်အောက်ကနေထည့်လိုက်ရတယ်ကိစ္စမရှိဘူးဟုတ်ကအပြာရောင်နဲ့ဆိုတော့အယောင်လေးတော့တိတ်မပေါ်ချင်ဘူးဖြစ်ဂျယ်လီလေးရေခဲလေးကိုပြည့်အောင်ဖတ်ချင်တယ်ဆိုတာကခုနကပြော150 ml ပေါ့နော်150 ml ကျွန်တော်တို့ဒီမှာအချိန်တော့ဒီတိုင်းလေးပဲအပြည့်ထည့်လိုက်ပါနော်150 ml လောက်ပဲဆန့်ပါပေါ့နော်အဲ့လောက်ပဲဆန့်ခုနဆိုတာကဒီထက်ကိုလည်းနည်းနည်းရောလိုက်ပြီးရဆို
လူရေခဲတုံးလေးပေါ့ဖြည်းဖြည်းလေးလောင်းလိုက်ရင်အောက်ထိရောက်မသွားဘူးသူကအပေါ်လေးမှာပဲအယောင်ကြီးကြီးလေးဖြစ်နေပေါ့โอเคဒါဆိုတစ်ဝက်လောက်တော့အေးစေးကျန်လေးနောက်ထပ်တစ်ခွက်စာဖြုတ်လို့ရရဒီတစ်ခွက်ကပေါ့နော်ဒီမှာတစ်ဝက်ကျန်နေတစ်ဝက်ကျန်တဲ့ဟာကိုလေးလုံးဘူးလေးတစ်ခုကိုလည်းပြောင်းထည့်ထားပါရေတံဘူးအလွတ်သေးသေးလေး150မီလီဘူးလေးပေါ့နော်အလွတ်လေးလည်းပြောင်းထည့်ထားလို့ရတယ်ကျွန်တော်တို့အခုလောဆယ်ဒါလေးနဲ့ဆွတ်ထားလိုက်โอเคပြီးရင်အပေါ်နဲ့အဖုံးလေးဖုံးတယ်ခုနတော်ပင်ကိုဒီအပေါ်နေမှာတင်လဲရရနော်အပေါ်မှာပါချင်းကလေးလေးအပေါ်ဆိုရောအယောင်ကြီးကြီးလေးနဲ့မြင်ရတာဟုတ်လားโอเคဒါဆိုရင်တော့ဆိုတာတစ်ခွက်ရပြီဒီတော်ပင်လေးတွေကတော့ကိုယ်စိတ်ကြိုက်ပုံစံမျိုးစုံလာတဲ့ဒါလေးတွေဒါတော့အသေးပုံလေးအတုံးလေးအလုံးလေးငါးရုပ်လေးပန်းပုံလေးအစုံလာတယ်ပေါ့နော်ကိုကြိုက်တာထည့်လို့ရတယ်ခေတာကတော့ဆိုတာဖြုံလေးဖြစ်ပါတယ်တရောင်လေးဖြုံလေးပေါ့နော်နောက်တစ်ခေါက်ကျရင်တော့ဒီအယောင်ဆက်တာတွေပြမယ်အခုတော့ဒါတရောင်လေးဖြုံလေးဒီနေရာမှာတခြားရတာတွေကိုစိတ်ကြိုက်ပေါ့နော်စားထုတ်ပြီးဖြုံလို့ရပါတယ်ခေဆိုတော့ဒီဆိုတာဖြုံလေးကဒီလောက်ပါပဲ